မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ The Reader Audiobook Channel ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ဖတ်ပြဖို့ရွေးချယ်ထားတဲ့ဝတ္ထုတွေကတော့2004ခုနှစ်ဇန်နဝါရီလတုန်းကပထမချိန်ဖူလုံစာပေကနေထုတ်ဝေခဲ့တဲ့စောင်းနံပါတ်7စာရေးဆရာဆိုဝါတိုင်ရဲ့ချိန်သားကိုက်အမှတ်တမဲ့များဝတ္ထုတို့စုတွေကနေဝတ္ထုတို့တစ်ပုဒ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ဆရာဆိုပါတိုင်ရဲ့ရက်တော်မြောက်အမည်ရှိတဲ့ဝတ္ထုတို့ကိုနားထောင်ခန်းစားကြည့်ပါခင်ဗျာတော်ဝိုင်းမော်သည်မြေကျွန်းစု၌ရှိသောအလွန်လှသည့်ကျွန်းများထဲတွင်တခုပါဝင်ဖြစ်သည်ဟုပထမဆုံးရောက်သောအခောက်တွင်ပင်ကျွန်တော်အသိမှတ်ပြုလိုက်သည်ကျွန်းနှန်းရှိကြီးမှာမလီစင်ကျွန်းလမ်ပိစသည့်ကျွန်းများလိုပင်အလွန်လှလေသည်တော်ဝိုင်းမော်သည်မတိကျွန်းနှစ်ကျွန်းနှင့်ဖိုခနောက်ဆန်ရှိသောကျွန်းနှန်းရှိကြီးဖြစ်လေသည်မတိအရှိကျွန်းနှင့်တော်ဝိုင်းမော်သည်တောင်တစ်ခုကိုဖွက်ထားသောမြင်းပြောင်နှစ်ချောင်းပမာရှိလေသည်မြင်းပြောင်နှစ်ချောင်းဆောင်ရာတောက်နေရသည်အော်ပိုက်ကလေးဖြစ်သည်ထိုအော်ပိုက်ကလေးတွင်ကျွန်တော်တို့ဆက်လီကိုကြောက်ချရနာထားသည်မတိအနောက်ကျွန်းမှာလူနေအင်ဂျင်ကျွန်းတစ်ခုလုံးရှိနေသဖြင့်လူသိများတော့လေလူနေအင်ဂျင်30ခန့်ကို3နေရာခွဲ၍နေသောတော်ဝိုင်းမော်ကိုမူလူသိနေလာပေသည်ထိုလူသိနေသောတော်ဝိုင်းမော်ကျွန်းသည်နိုင်ငံခြားဈေးကွက်တွင်ကညင်ဖြူတင်များထွက်ရှိရာဒေသဖြစ်လေသည်ကညင်ဖြူတင်များထွက်ရှိရာတော်ဝိုင်းမော်ကျွန်းပေါ်သို့တစ်ခုရောင်းသောအဖွဲ့တစ်ခုသည်ထရက်ကားကြီးများတစ်လုံးလက်ဆက်ဖြတ်ဆက်များတင်မောများဖြင့်လာရောက်အခြေချနေထိုင်ကာကညင်ဖြူတင်များကိုခိုးထုတ်နေကြကြသည်တမတော်ရီမှထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ပြီးနောက်တော်ဝိုင်းမော်ကျွန်းကိုတက်ဆွဲထားလိုက်သည်၎င်းကကညင်ဖြူတလုံးများကိုလေလံတင်ရောင်းချလေရာစင်ကာပူမှကုမ္ပဏီတစ်ခုကရရှိသွားလေသည်ကညင်ဖြူတလုံးများကိုသတ်မှတ်ထားသည့်အချိန်တွင်စင်ကာပူမှလာသောတင်မောပေါ်သို့တင်ပို့ပေးရသည့်စီမံကိန်းတွင်ကျွန်တော်တို့ဆက်လီအားဘိတ်နှင့်သွားရေးလာရေးအတွက်အားရန်ထားသည်တော်ဝိုင်းမော်သည်မြိတ်ကျွန်းစု၌ရှိသောအလွန်လှသည့်ကျွန်းများထဲတွင်တခုပါဝင်ဖြစ်သည်ဟုပထမဆုံးရောက်ဘူးသောအခောက်တွင်ပင်ကျွန်တော်အသိမှတ်ပြုလိုက်သည်ကျွန်းနှန်းရှိကြီးမှာမလီစင်ကျွန်းလမ်ပိစသည့်ကျွန်းများလိုပင်အလွန်လှလေသည်တော်ဝိုင်းမော်ကျွန်းနှင့်ကလျက်ရှိသောကျွန်းလေးမှာကညင်ဖြူတင်များမပေါက်သေးပဲပြူးပင်များသာပေါက်နေသေးသည်ကိုတွေ့ရသည်ဒေသခေါ်အဖြစ်ရက်တော်ဟုခေါ်သောအနေအထားမျိုးဖြစ်လေသည်ကျွန်တော်တို့ဆက်လီနားထားရာအော်ပိုက်ကလေးမျက်နှာစာတွင်စစ်တပ်နှင့်အင်ဂျီ30ကျော်ရှိသောတော်ဝိုင်းမော်ရွာပိုင်းကလေးရှိသည်ကညင်ဖြူစီမံကိန်းမှအလုသမားများနေရကိုကျွန်တော်တို့ရောက်ပြီးမှစစ်တပ်နှင့်မနီမမွေးတွင်ယူ၍စောက်လေသည်ဘိတ်ဖက်မှအလုသမားစားတောက်ကုန်73စီတို့ကိုကျွန်တော်တို့လှေဖြင့်တဲဆောင်လာခြင်းဖြစ်ပြီးလောလောဆယ်တွင်သွားကြရမရှိသဖြင့်ဆက်လီကိုကြောက်ချရထားရခြင်းဖြစ်သည်လေဝေါ်တွင်ပါလာသူလေလုတ်သားတွေမှလည်းအလုံးမရှိသဖြင့်ထမင်းဝိုင်းချက်ငါးမြန်းကျွတ်မော်တက်စားစရာရှာရီကူးဖေးရိုက်စသည်ဖြင့်အချိန်ဖြုံးနေကြရသည်လက်ဖေးကြိုက်တတ်သောကျွန်တော်တို့ကတော့လူ6ယောက်ပြည့်မှလက်ဖေးရောင်းသောဆိုင်လေးတွင်ထိုင်ငါစကားပြောရင်းအချိန်ဖြုံးရသည်ဒီရွာမှာကလက်ဖေးတောက်တဲ့လူကရှားတယ်ဗျလူ6ယောက်ပြည့်မှလက်ဖေးရောင်းနေနှုတ်စီတူကို6ယောက်နှုံးပေါ့ဗျာနည်းနည်းတော့ကျန်တာပေါ့ဗျာယူတာကတော့နှုတ်စီတူစာပိုးပဲယူတာပဲဗျတလုံးနဲ့တော့ဇွဲရှိကြီးတွင်ထိုင်ပြီးနောက်ရင်နှွေးကြိုတာအကြရီနှက်တာကိုဆောင်ကြရသည်ပြီးနောက်တွင်တော့နှုတ်စီဘူးတူအပြေခံရှိသောလက်ဖေးရီဖောင်ွက်ကြီးများရောက်လာကြတော့သည်လက်ဖေးဆိုင်ကလေးမှာကုံစုံဆိုင်ကလေးနှင့်တွဲ၍ဖွင့်ထားလေရာတကြားနှုတ်စီအချိုကြောက်ဝယ်၍တောင်းမီဆိုကလည်းတောင်းနိုင်သည်အချိုကြောက်ကတော့အနံ့ပါသည့်ထိုင်းအချိုကြောက်ပဲရသည်တော်ဝိုင်းမော်သည်ထိုင်းနှင့်နီးသဖြင့်ထိုင်းပစ္စည်းတွေကဈေးပိုချိုသည်ပြည်တွင်းပစ္စည်းအသုံးနဲ့ပြီးဈေးကလည်းများသည်ငါးတစ်တာကဈေးချိုပြီးငကြောက်ကဈေးကြီးသောနေရာဖြစ်သည်ဒေသခံတော်တော်များများသည်အသားမဲ့ပြီးသူတို့ကိုယ်ပေါ်တွင်လည်းကညင်ဖြူစီများပ
ပြီးကြံလျက်ရှိကြသည်သူတို့လှုပ်ထဲတွင်ကညင်ဖြူစီရောင်းခြင်းသည်လည်းအဓိကလှုပ်တစ်ခုဖြစ်လေသည်ကညင်ဖြူစီထုတ်ယူသည့်နီးမှလည်းစိတ်ဝင်စားစရာကောင်းလာသည်အရွယ်ရောက်လာသောကညင်ဖြူပင်၏အရင်မြေကြီးမှတစ်တောင်ခန့်အကွာတွင်တွင်တစ်ခုကိုအပင်ပေါ်၌တူရသည်အပင်ရင်းတွင်မိပုံ၍ရှို့သောအခါကညင်ဖြူစီများထွက်ကြလာလေသည်ထိုစီများကိုခွက်ဖြင့်ခတ်ထုတ်ရသည်ကညင်ဖြူစီသည်နှမ်းစီအယောင်ရှိပြီးယူကလစ်စီကဲ့သို့အနက်မွှေးသောအစီဖြစ်လေသည်စိတ်ကက်ကရှာထတာလေးဖြစ်သည်ကညင်ဖြူစီကိုဆက်လီများတွင်ရေနံချင်းနှင့်ရော့၍တုပ်ထားလျင်ဆက်လီတစ်သားများကိုဖြတ်သောခင်းပိုးကောင်များကြိုက်တွေ့ခြင်းမှတက်တာလေသည်၎င်းခင်းဖြူစီများကိုထိုင်းနိုင်ငံသို့တင်ပို့ရောင်းချကြပြီးတပေပါကိုဘတ်9000ကျော်ရောင်းချရသည်ထိုင်းနိုင်ငံကပိုးသက်စေခင်းခံစေရေနံချင်းနှင့်ရော၍အိမ်တုပ်ရာတွင်အသုံးပြုသည်ဟုဆိုသည်အင်ဂျီ20ကျော်ကျော်30ခန့်သာရှိသောတောဝိုင်းမော်ရှိကလေးလူကြီးအလုံးမှာကညင်ဖြူစီထုတ်လုပ်ခြင်းအလုပ်ကိုဦးစားပေးလုပ်ကြသည်ရေခူပေါ်သည့်ရာသီရောက်လျင်တော့တောဝိုင်းမော်ဒေသတစ်ဝိုက်တွင်ရေခူများပေါ်လာလျာရေခူခတ်၍ရောင်းကြသည်တောဝိုင်းမော်တွင်ကျွန်တော်တို့တိမခံနိုင်လောက်အောင်ဖြစ်ရသောတဘာဝအန္တရာယ်နှစ်ခုမှာလေအဆက်မပြတ်တိုက်ခြင်းနှင့်ဖြုတ်ပေါ်ခြင်းဖြစ်သည်ညနေ3နာရီခန့်ရောက်လာပြီဆိုရင်ဖြုတ်တွေကတစ်တော်ထဲမှထွက်လာကြသည်3နာရီမထိုးမီရေမြမြန်ချိုးထားရလေသည်ရွာထဲတွင်နေသည့်လူတွေကတော့သူဟာနှင့်သူနေသားကြနေလေသည်တဲနှင့်ကျဲလိုက်သလိုထွက်ပြေးလာကြသောဖြုတ်များ၏တံကိုမခံနိုင်သဖြင့်ကျွန်တော်တို့ကတော့လှီထဲဆင်းပြေးရသည်အံ့ဩစရာကောင်းသည်မှာထိုဖြုတ်များမှာရေထဲတွင်ကြောက်ချထားသောလှီထဲသို့လုံးဝရောက်မလာခြင်းဖြစ်သည်လှီထဲတွင်ခြင်အောင်မထောင်မဲ့အိပ်၍ရလေသည်ကမ်းမော်ကလူတွေကတော့ခြင်အောင်ထဲဝင်သူကဝင်မိဘုံပတ်လည်းဖြင့်စကားပြောသူကပြောနေကြသည်တနေ့သောမနက်ခင်းတွင်ကျွန်တော်တို့ဆက်လီမှလှီသားများသည်လှီသုံးအတွက်ဂျုံလေးပေါ်တက်ပြီးပြူထင်းခုတ်ကြသည်ပြူဝင်သည်ပင်လယ်ထဲတွင်ပေါက်သောအပင်များနှင့်မိဆိုင်၍အကောင်းဆုံးအပင်ဖြစ်သည်ခုတ်ပြီးခြင်းပင်ဒီတိုင်းမိဆိုင်၍မိဆွဲသောအပင်ဖြစ်သည်ပြူဝင်သည်အဆိုအတိုင်းမိဆိုင်၍ရရုံမကမိယာကောင်းပြီးမိသွေးကဲကြံလျင်လဲအလွန်အရှိန်ပြင်းသောမာသောမိခဲအဖြစ်ကြံရစ်သည်ပြူမိသွေးသည်အလွန်ဈေးကောင်းသည်ပြူဝင်ကိုခိုးရသည်မှာမာတော်လဲလွယ်ကူသည်ရည်ထဲတွင်ပေါက်သောအပင်ဖြစ်ပြီးအမြစ်တွေကတရှိတလျားထွက်နေလျာထိုအမြစ်များကိုခြေကုပ်ယူထားသောပြူဝင်ကိုခုတ်လဲလျင်၎င်းမြစ်များကိုဖြတ်ချလိုက်ရုံသာဖြစ်သည်ရေတောင်မြစ်တစ်ခုတည်းဖြင့်အသက်ရှင်နေတော်လဲဒီတိုင်းမရက်တည်နိုင်သောပြူဝင်မှာနဘေးအမြစ်များပြတ်တည်နှင့်လဲတော့သည်ကျွန်တော်တို့ဆက်လေတွင်ကမ်းဝင်ကန့်ကတ်လောက်ရန်အတွက်ခေါ်ထားသောဒေါ်ဟုခေါ်သည့်လှေကလေးတစ်စီးရှိလေရာထိုလှေကလေးဖြင့်ကျွန်းပေါ်တက်ခါထင်းသွားခုတ်ကြခြင်းဖြစ်သည်ဂျမာရေးလည်းရထင်းလည်းအဆင်ပြေသည်ကျွန်းပတ်လည်းဝိုင်းထားသောအော့ပိုက်ထဲတွင်ကြောက်ချထားသည့်ကျွန်တော်တို့လှေသို့ညဘက်ကျလျင်လေအေးလေပြင်းများအဆက်မပြတ်တိုက်ခတ်နေတတ်သည်ပိုး၍ဆိုသည်ကနေလည်နေခင်းတွင်ပူသလိုအေးသလိုရှိသောလေပြင်းများတိုက်ခြင်းဖြစ်သည်လီဒန်ခံရသောအခါတကူလုံးညောင်းသလိုကြိုက်သလိုဖြစ်လာသည်မအီမလဲဖြစ်သည်ထင်းခုတ်တော့လှုပ်လှုပ်ရှားရှားဖြစ်သွားသည်ကျုံလေးပေါ်ရှိရက်တော်ထဲတွင်မြောက်တအုပ်ရှိချောင်းကိုကျွန်တော်တို့လှီရောက်စားကပင်တွေ့ခဲ့ရသည်ရက်တော်မြောက်အုပ်သည်ကျုံကိုပတ်၍သွားရင်းရှာဖွေစားတောက်နေထိုင်ကြလေရာယနေ့အထိကျွန်တော်တို့ဘက်သို့ပြန်မရောက်သေးပါတနက်ပိုင်းတော့ကောင်းမယ်ကွာဒီရက်တော်ထဲမှာညောက်တွေရှိတယ်ကွာညောက်ပစ်စားလို့ရတယ်ဒီကောင်တွေကကျွန်းပတ်သွားနေတာဒီကောင်တွေတပတ်ပတ်ပြီးပြန်လာတဲ့အချိန်ကိုစောင့်ပြီးပြစ်လို့ရတယ်ကွာစစ်သားတွေနဲ့ပေါင်းပြီးပြစ်လို့ရရင်ကောင်းမယ်ကွာရက်တော်မြောက်သားကအလွန်ချူဆိုပဲဘယ်ချိန်လာမယ်မှမသိတာကွာစိတ်ကူးမြင်စမ်းမနဲ့ထင်းခုတ်စမ်းမလှေသုံးဖို့ရင်ဗိတ်တက်ရောက်မယ်ကွာတို့ဖြင့်လှေသားများမှာပြူးပင်လှဲသူကလည်းဘိုင်းဖြတ်သူကဖြတ်လှေတို့တဲသူကတဲဖြင့်အလုရှုံနေကြလေသည်ဒန်နလွန်သီးနှင့်အလွန်တူသောပြူးသီးများပင်တီးနေကြလေပြီကျွန်တော်လဲလှေပေါ်တွင်ငောင်းဆင်းဆင်းဖြစ်နေသဖြင့်မိမွေးက
ညာကမြားထားသောငါးများကိုဟင်းချက်ရန်ပြင်ဆင်သည်ဘိန်းကြိုချက်ရန်အတွက်ကလပဲချမ်းကိုအရင်ပြုတ်ထားနှင်းလိုက်သည်တစ်ခေါက်တွင်အိုးတကြီးပါလိုက်လာပြီးထမင်းဟင်းချက်ရန်ပြင်ဆင်သည်ငါးဟင်းတော့ချက်ပြီးပြီဟင်းညိုကတော့အိုးတကြီးပဲချက်လိုက်တော့ဗျာရပါတယ်ကွာငါလာချက်မှာပေါ့အလကားအပင်မန်းခံပြီးချက်နေရတယ်လို့ဖြူထင်းလေးပူရအောင်လို့ငါလဲတက်လိုက်သွားတာပါကွနေမွန်းတက်လာပြီးဖြစ်၍လှေသားများနားကြကကမ်းပေါ်တက်၍ရေချိုးကြလေသည်လှေထဲတွင်ကျွန်တော်နှင့်အိုးတကြီးနှစ်ယောက်သာကျန်ရစ်ခဲ့သည်ကျွန်တော်လည်းပြင်းပြင်းရှိသဖြင့်မှန်မြောက်တစ်ခုဖြင့်ကျွန်းပတ်လေကိုလိုက်ကြည့်နေမိသည်မသိအနောက်ကန်းကိုမှုံဝါးဝါသာမြင်ရတော့လေအရှိကန်းကအင်္ဂလိပ်နည်းနည်းကိုတော့ကောင်းစွာမြင်ရလေသည်ကျွန်းမော်တွင်ရေချိုးနေသောကျွန်တော်လှေသားများကိုလည်းကြည့်သည်ကြည်လင်လာသောကြီးအောက်မှငါးကလေးများကူးခတ်သွားလာနေကြသည်ကိုလည်းအေးလူကြည့်နေမိသည်ငါးကလေးများကိုကြည့်နေရမှကျုံးလေးပေါ်သို့လှမ်းကြည့်လိုက်ရာခက်လန်းလန်းမှရက်တော်များအုပ်လာနေသည်ကိုကျွန်တော်တွေ့လိုက်ရသည်အကောင်ကြီးက9ကောင်ရှိပြီးအကောင်ကလေးက4ကောင်ပါသည်အကောင်ကလေးတွေကရှေ့ဆုံးမှပြေးလွှားလာနေသည်အကောင်ကြီးတွေကတော့ကန်းဆက်တစ်လျှောက်အစာရနိုင်မိနေရာကိုကြည့်၍လာလေသည်ကျွန်တော်လည်းသူတို့ကိုမျက်တောင်မခတ်တန်းကြည့်နေလိုက်သည်ခဏကြာတွင်ဒီရေတက်လာသဖြင့်လှေလဲသွားလေရာသူတို့ကိုအနီးကပ်မြင်လိုက်ရတော့သည်သူတို့ကသူတို့နှပိမှဖြတ်သွားသောလှေပဲ့ပိုင်းကိုကြည့်ကာကြောင်းနေကြသည်ပြီးနောက်ဆက်၍ရှောက်သွားကြသည်တကောင်ကတော့ခြုံမုတ်ထဲသို့အာရုံရောက်နေသဖြင့်ကွဲ၍ကြံရစ်ခဲ့သည်ကြံကောင်များမှာကန်းဆက်တွင်တွေ့သမျှစားလို့ရတာအကုန်ကောက်စားကျွန်းကန်းဆက်တိုင်းရှောက်သွားနေကြသည်ကျွန်တော်လည်းကြံရစ်နေခဲ့သောရတော်မြောက်ကိုမျက်ခြေမပြတ်ကြည့်ရှုကဲခတ်နေသည်ရတော်မြောက်သည်တစ်ပင်ချုံလေးနှစ်ဘေးတွင်ရက်ခါတွင်းတစ်ခုကိုကြည့်နေသည်ကနန်းတွင်ဖြစ်ပုံရသည်ရတော်မြောက်တွေကနန်းဖတ်မုံကိုလက်တွေ့မြင်ရတော့မည်ဖြစ်ရာမှန်မြောင်းကိုမျက်လုံးမှမခွာပဲကြည့်နေလိုက်မိသည်ခဏကြာတွင်သူ့အမိကိုကနန်းတွင်ထဲသို့တဖြည်းဖြည်းချင်းထိုးသွင်းလိုက်သည်ကနန်းတွင်အဝတွင်အတန်ကြာအောင်ငြိမ်၍ထိုင်နေလေသည်ကျွန်တော်သည်ရတော်မြောက်မျက်နှာကိုအသေးချာကြည့်နေသည်သူသည်မျက်လုံးလေးကိုဆင်း၍ထားကာငြိမ်နေသည်ခဏကြာတွင်နှာခမ်းကလေးမဲ့သွားပြီးခေါင်းလည်းတွန့်ကနေဖြစ်သွားလေသည်အန်ကျိတ်ထားသည့်သွားတစုံလည်းထွက်လာသည်ပြီးနောက်ဖြည်းဖြည်းချင်းထရက်သည်သူ့အမိကိုတွင်းထဲမှဖြည်းဖြည်းချင်းဆွဲနှုတ်သည်ခက်မြန်ကလေးတစ်ချက်ဆွဲနှုတ်လိုက်ချိန်၌သူ့တကိုယ်လုံးတုံးသွားကာပါဇက်လဲဟသွားသည်နီးရတဲ့ကိုင်းကိုလည်းလှမ်းကင်လိုက်သည်ရတော်မြောက်သည်အတော်ကလေးနာသွားဟန်ရှိပြီးငြိမ်၍နေလိုက်သည်ကိုတွေ့ရသည်သူ့မျက်နှာကိုအသေးချာကြည့်လိုက်တော့မှအန်ကျိတ်ထားရင်မှမျက်ရည်များစီးကျလာနေသည်ကိုတွေ့လိုက်ရသည်ကနန်းဟူသည့်တတဝါ၏သဘောမှာလှုပ်ရှားလှုပ်လေပို၍ညှက်လေဖြစ်လေရာရတော်မြောက်သည်ကနန်း၏သဘောကိုလိုက်ရော၍မလှုပ်မရှားနေသည်မျက်ရည်တွေကတော့ယူစီးကျနေစေရှိလေသည်ခဏမျှငြိမ်သက်ပြီးနောက်သူ့အမိကိုတွင်းထဲမှခုံ၍ဆွဲနှုတ်လိုက်သည်အမိပြားတွင်ကနန်းနှကောင်တွဲလောင်းပါလာလေပြီသူ့အမိကိုကန်၍ကနန်းပြုတ်ကြအောင်ပြူးပင်နှင့်ရိုက်လိုက်ရာကနန်းကကြံလက်မတစ်ဖက်ဖြင့်ညှက်ရန်ကြိုးစားသည်သူမနာရန်ရိုက်နေတော့လဲနာသည့်ဝေဒနာကြောင့်ရိုက်ချက်ကမမှန်ပဲဖြစ်နေသည်တချီတွင်တော့ကနန်းကသူ့လက်မတစ်ဖက်ကိုဖြုတ်ထားခဲ့ကထွက်ပြေးရန်ကြိုးစားသည်ရတော်မြောက်သည်ခုံအုပ်၍ဖမ်းသည်သူ့လက်တစ်ဖက်ကိုကနန်းကကြံလက်မတစ်ဖက်ဖြင့်ညှက်လိုက်လေရာသူခုံဆွဖြစ်သွားပြန်သည်ကနန်းလက်မညှက်ထားသောလက်ကိုပြူးဝင်နှင့်လှဲ၍ရိုက်ခါကနန်းလက်မပြုတ်အောင်လုပ်သည်ချက်ကောင်းကိုထိသဖြင့်ကနန်းလက်မဖြုတ်ထွက်သွားကာကနန်းကထွက်ပြေးသွားပြန်လေသည်သူသည်လျင်မြန်စွာခုံ၍ကနန်းကိုလိုက်ဖမ်းလေသည်ကနန်းကိုမိသောအခါပြူးဝင်နှင့်ရိုက်တက်လိုက်သည်ရှွတ်မော်ပစ်ချလိုက်ပြီးမှသူ့လက်နှင့်သူ့အမိတွင်ညက်ကြံနေသောလက်မနှစ်ခုကိုဖြုတ်သည်ကျွန်တော်သည်အနာခံ၍မျက်ရည်နှင့်ရင်ငါဖမ်းခဲ့ရသောကနန်းအားရက်တော်မြောက်ညီတို့ညီပုံ
အောင်ပွဲခံစားမိကိုကြည့်နေမိသည်ထိုစဉ်တွင်ပြုဝင်မော်တွင်နားနေသောတိတ်ငှက်တစ်ကောင်သည်ရုတ်တရက်ထိုးဆင်းလာပြီးကနန်းကောင်အားခြေနှစ်ဖက်ဖြင့်ကုတ်ချီသွားလေရာရက်တော်မြောက်ကလန့်ခုံ၍ဖမ်းတော်လဲမမိတော့ပေမတိအရှိကျွန်းဘက်သို့ပြန်သွားသောတိတ်ငှက်ကိုကြည့်ရင်ရက်တော်မြောက်မချိတင်ကဲကြံရစ်ခဲ့လေသည်ရနန်းသစ်ဧပြီ1998ကျွန်တော်ဖတ်ပြပေးတာကိုနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်ရှာဆိုပါတိုင်းရဲ့ချိန်သားကိုက်မှတ်မဲ့များဝတ္ထုလိုစုကဝတ္ထုတွေကိုထပ်မံနားဆင်နိုင်မှုအတွက်ကျွန်တော်တို့ရဲ့ The Reader Audiobook Channel လေးကို Subscribe လုပ်ခဲ့ပေးဖို့မမေ့ပါနဲ့အောင်ခင်ဗျာအားလုံးကျမ်းမာချမ်းသာကြပါစေ